One Boat YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နန္ဒာသိန်းစံခရောင်းလမ်းကိုဖြတ်ကျော်ခြင်းဆိုတဲ့စာအုပ်ထဲကနေပြီးတော့အခန်း6ပလဲကောင်းလို့သောနက်နက်ငုတ်ဆိုတဲ့အခန်းကိုဖတ်မှာဖြစ်ပါတယ်အားလုံးပဲနားဆင်ကြပါအခန်း6ပလဲကောင်းလို့သောနက်နက်ငုတ်အသိပညာအမျှော်အမြင်ကလည်းနည်းမယ်စိတ်ဓာတ်ကလည်းကျဆင်းမယ်ဆန္ဒတွေကလည်းမပြင်းထန်ဘူးဆိုရင်ကြိုးစားမှုဝိရိယအားဟာလည်းကျဆင်းသွားမှာပဲဝိရိယဆိုတာရဲရင်ထက်မြက်ခြင်းလို့အ내အဓိပ္ပာယ်ရတယ်တစုံတစ်ခုသောအလုပ်ကိုလုပ်တဲ့အခါမှာကိစ္စမပြီးမချင်းတွန့်ဆုတ်ခြင်းမရှိပဲလောက်ကင်ခြင်းသဘောရှိတယ်မတွန့်မဆုတ်ပဲဝိရိယနဲ့ထိုက်တန်မကြိုးစားရင်ထိုက်တန်ရာကိုရဖို့မလွယ်ဘူးလို့ဆိုရမှာပဲပစ္စည်းကောင်းကိုလိုချင်ရင်တန်ဖိုးများပေးရတာလို့ပဲထိုက်တန်အောင်မြင်မှုကိုရခြင်းရင်များကြိုးစားမှုကိုပေးရမှာပဲပလဲကောင်းလို့ဆိုနက်နက်ငုတ်ဆိုတဲ့စကားအတိုင်းကောင်းကိုလိုချင်ရင်ကောင်းမွန်ဘဝမျိုးဖြစ်ချင်ရင်လေးနက်နက်ကြီးကြိုးစားရမှာပဲအများကြီးကြိုးစားရမှာပဲအယ်ဘတ်ကမူဆိုတဲ့စာရေးဆရာဟာဘဝရဲ့စိတ်ပြက်ဖွယ်တွေအကြောင်းအများအပြားရေးတတ်ပေမဲ့တနေရာမှာတော့အားပေးတဲ့အနေပေါ်ပြထားတဲ့စကားတစ်ခုကိုတွေ့ရတယ်။ဘာလဲဆိုတော့ကြီးကျယ်ဖြစ်ဖို့ကတော့ကြီးကျယ်ကြိုးစားဖို့ပဲရှိတယ်။တခြားနည်းမရှိပါဘူးတဲ့။ဟုတ်ပါတယ်။ကြီးကျယ်ဖြစ်ဖို့အတွက်ဖြတ်လန်းမရှိပါဘူး။ကြီးကျယ်ပဲကြိုးစားရမှာပဲ။မကြိုးစားဘဲနဲ့လူချင်ကမျှဖြစ်ချင်ကမျှဆိုရင်တော့လူချင်ရာဖြစ်ချင်ရာကိုရနိုင်ဖြစ်နိုင်မှာမဟုတ်ပါဘူး။ဒါကိုနီတိဆရာကြီးတွေကအမှုကိစ္စဟူသမျှတို့သည်စူးစမ်းအထောက်ချင်းကြောင့်သာလျှင်အလိုရှိတိုင်းပြီးစီးကြလေကုန်၏စိတ်သွားကမျှဖြစ်ဝါစိတ်ကြံကမျှဖြစ်ပြီးစီးသည်မဟုတ်ကုန်ဥပမာအားဖြင့်တဲ့ဤထဲအိပ်၍တာနေသောကေတရာသာချင်းသည်မင်းကြီးဤကရွင်းထဲသို့သားသမင်တို့သည်အလကားဝင်မလာကြကုန်တဲ့ဒီနေရာမှာဗုဒ္ဓရဲ့စကားဟာလည်းမှတ်ဖို့ကောင်းပါတယ်ဗုဒ္ဓကလောကမှာလူတော်ဝါတွေရနိုင်ခဲ့တဲ့လိုချင်စရာ၅မျိုးရှိတယ်။ဘာတွေလဲဆိုတော့1လောကမှာကြမ်းမာနဲ့အသက်ရှည်ကြာနေရတဲ့အဖြစ်မျိုးကိုရနိုင်ခဲ့တယ်။ဒီလိုရနိုင်ခဲ့တဲ့ကျမ်းမာအသက်ရှည်မှုကိုလူတော်ဝါတွေဟာအလိုရှိတယ်နှစ်သက်တယ်မြတ်နိုးကြတယ်။2ရုပ်ရည်အစဉ်လှပတင့်တယ်တဲ့အဖြစ်မျိုးကိုလည်းလောကမှာရနိုင်ခဲ့တယ်။ဒီလိုရနိုင်ခဲ့တဲ့ရုပ်ရည်အစဉ်လှပတင့်တယ်တဲ့အဖြစ်မျိုးကိုလူတော်ဝါတွေအလိုရှိတယ်နှစ်သက်တယ်မြတ်နိုးတယ်။3ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာစွာနဲ့နေရတဲ့အဖြစ်မျိုးကိုလည်းလောကမှာရနိုင်ခဲ့တယ်။ဒီလိုရနိုင်ခဲ့တဲ့ကြွယ်ဝချမ်းသာစွာနေရတဲ့အဖြစ်မျိုးကိုလူတော်ဘာတွေဟာအလိုရှိကြတယ်။နှစ်သက်ကြတယ်မြတ်နိုးကြတယ်။၄အချမ်းအယံတွေနဲ့တိုင်းဝန်းနေရတဲ့အဖြစ်မျိုးကိုလည်းလောကမှာရနိုင်ခဲ့တယ်။ဒီလိုရနိုင်ခဲ့တဲ့အချမ်းအယံတွေနဲ့တိုင်းဝန်းနေရတဲ့အဖြစ်မျိုးကိုလူတော်ဘာတွေဟာအလိုရှိကြတယ်။နှစ်သက်ကြတယ်မြတ်နိုးကြတယ်။၅နတ်ပြည်လောကနတ်ဘဝမျိုးကိုလည်းလောကမှာရနိုင်ခဲ့တယ်ဒီလိုရနိုင်ခဲ့တဲ့ဘဝမျိုးကိုလူတော်ဝါတွေဟာအလိုရှိကြတယ်နှစ်သက်ကြတယ်မြတ်နိုးကြတယ်ဒါပေမဲ့ဒီလိုလောကမှာရနိုင်ခဲ့တဲ့လူချင်းစရာ၅မျိုးကိုနှုတ်နဲ့ပါးစပ်ကနေရချင်လိုက်တာလို့တောင့်တနေကများနဲ့တော့မရနိုင်ဘူးစိတ်ကနေငါရရင်ကောင်းမှာပဲလို့တောင့်တကများနဲ့လည်းမရနိုင်ဘူးဒီလိုနှုတ်နဲ့စိတ်နဲ့တောင့်တနေုံများနဲ့ရမယ်ဆိုရင်တော့လောကမှာပြည့်စုံသူတွေကြီးဖြစ်နေမှာပဲဒီတော့အသက်ရှည်ခြင်းကိုတကယ်လိုချင်ရခြင်းရင်အသက်ရှည်သေးတဲ့အကျင့်ကိုတကယ်ပဲကြည်ကြံအားထုတ်ယူရမယ်ဒီနည်းတူပဲရုပ်ရည်အစဉ်လှပတင်တဲ့ခြင်းကြွယ်ဝချမ်းသာခြင်းစတဲ့အရာတွေကိုလည်းတကယ်ရခြင်းလိုချင်ရင်တကယ်ပဲရနိုင်တဲ့နည်းလမ်းကိုရှာပြီးကြိုးစားအားထုတ်ယူရမယ်တဲ့ဗုဒ္ဓအလိုတော်အရာကတော့ဖြစ်ချင်တာရချင်တာလိုချင်တာကိုစိတ်ကူးရင်နေုံမျှနဲ့ဆူတောင်းနေုံမျှနဲ့မဖြစ်နိုင်မရနိုင်ဘူးနှုတ်ကဖြစ်ချင်လိုက်တာလိုချင်လိုက်တာဆိုနေုံများနဲ့လည်းမဖြစ်နိုင်မရနိုင်ဘူးတကယ်ဖြစ်ချင်တာလိုချင်တာရချင်တာကိုဖြစ်နိုင်ရနိုင်တဲ့နည်းလမ်းနဲ့လုံးလထုတ်ပြီးတကယ်တမ်းစူးစမ်းယူရမယ်လို့ဆိုလိုတယ်စူးစမ်းရင်ဖြစ်မယ်ဆိုတာကျွန်တော်တို့သိတော့အတိသားကောင်းတာလုပ်ဖို့အတွက်အစပြုခြင်းဒီမြည်သည့်အခါမျှစောသည်ဟူ၍မရှိဆိုတဲ့စကားကိုလည်းသဘောပေါက်ပါရဲ့ဒါပေမဲ့ဝိရိယအားနဲ့တော့လုပ်ရမှာကိုစပဲမစားဖြစ်နိုင်ဘူးတွေ့ဝေကြီးဖြစ်နေမိတတ်တာပဲအချိန်တွေကိုဟိုရွှေ့ဒီရွှေ့နဲ့ရွှေ့နေမိပြန်တယ်တွားရမယ်ခရီးတက်လန်းရမယ်ခရီးကိုမတွားမိမတက်လန်းမိဖြစ်နေပြန်တယ်မလန်းမတန်းမိတော့လဲ
ရှေ့ကိုမရောက်တာပဲအဖတ်တင်တယ်ညင်းယူတွေ့ဝေခြင်းတွေမှာပဲတဝဲဝဲလည်းဖြစ်ပြီးအချိန်ကုန်နေတာပဲရှိတယ်ဒီတော့အဝေးဆုံးခရီးရဲ့အစဟာပထမခြေလမ်းဖြစ်တယ်ဆိုတဲ့စကားကိုသတိပြုပြီးခြေလမ်းစလမ်းရမှာပဲတလန်လမ်းမိတယ်ဆိုရင်ပဲတလန်ပန်းနိုင်နဲ့နှီးသွားပြီလို့ဆိုရမှာပဲဘာမှမလုပ်ပဲဝရိယရော့နေတာထက်တော့သာသွားမှာပဲလို့ဆိုရမှာပဲဒီနေရာမှာစိတ်ပေါ်ပြောတဲ့စကားတစ်ခုကိုသတိရပါတယ်သူကငါလုံမယ်လို့ကြံထားတာတွေကိုတော့မလုပ်ဖြစ်ဘူးမလုပ်ဘူးလို့သုံးဖြတ်ထားတာတွေကိုတော့လုပ်ဖြစ်တယ်တဲ့ဒါသူကသူ့ကိုယ်သူနှိမ့်ချပြီးပြောတာပါနောက်တစ်ခေါက်ပြန်ပြီးတော့ဖတ်ပါမယ်ဒီနေရာမှာစိတ်ပေါ်ပြောတဲ့စကားတစ်ခုကိုသတိရပါတယ်သူကငါလုံမယ်လို့ကြံထားတာတွေကိုတော့မလုပ်ဖြစ်ဘူးမလုပ်ဘူးလို့သုံးဖြတ်ထားတာတွေကိုတော့လုပ်ဖြစ်တယ်တဲ့ဒါသူကသူ့ကိုယ်သူနှိမ့်ချပြီးပြောတာပါသူပြောတာဟုတ်တယ်အကျိုးရှိတာမော်မြတ်တာကိုလုံးရကောင်းမှတော်တော်တန်တန်ကျွန်တော်တို့သိပါရဲ့လုံးမယ်လို့လည်းစိတ်ကူးမိပါရဲ့ဒါပေမဲ့ဝိရိယအားနဲ့တော့မလုပ်ဖြစ်နိုင်ဘူးဒါပေမဲ့မလုပ်သင့်ဘူးအကျိုးမရှိဘူးမမော်မြတ်ဘူးဆိုတဲ့အလုပ်မျိုးအပြောမျိုးအတွေးမျိုးကိုတော့လုံးမိပြောမိတွေးမိတာပဲဒါနဲ့ပတ်သက်ပြီးမြန်မာဘုန်းတော်ကြီးတစ်ပါးပြောပြတဲ့စကားတစ်ခုကိုလည်းအမှတ်ရတယ်သူကကောင်းတာလုပ်ဖို့ကြတော့လူတွေကချက်ချင်းစမလုပ်နိုင်ဘူးနေကောင်းရက်တာတွေရွေးနေရတယ်ကိုမကောင်းတာလုပ်ဖို့ဆိုရင်တော့ရမရွေးတော့ဘူးမကောင်းတာပြောရမှာမကောင်းတာတွေးရမှာကိုပြောဖို့တွေးဖို့ဆိုရင်ပို့လို့တော့မြန်သေးတယ်ဘာကြောင့်ဆိုတော့အချိန်ဝင်ပြီးပြောမိနေတွေးကြံမိနေလို့ပဲတဲ့မှန်လိုက်တာနော်ဟုတ်ပါတယ်ကျွန်တော်တို့တွေဟာဝိရိယအားလုံးလအားနဲ့တော့ပြုတ်တင်တာပြုရမှာကိုမပြုတ်ဖြစ်မပြုတ်တင်တာမပြုတ်ရမှာကိုတော့ပြုတ်ဖြစ်မလုပ်တင်တာမလုပ်ရမှာကိုလုပ်ဖြစ်လုပ်တင်တာလုပ်ရမှာကိုတော့မလုပ်ဖြစ်နဲ့အကျိုးမဲ့တွေဖြစ်ရတာပဲဝိရိယနဲ့မှုတွေးဝေမှုထိုင်းမိုင်းမှုတွေကြောင့်ပဲအသိအမြင်အစဉ်ချင်းတွေဟာလည်းထက်မြက်ဆူရှာခြင်းမရှိတော့ပဲအပြုတ်မှားအလုံမှားတွေထပ်ဖြစ်ပြန်တယ်တချို့ကကြိုးစားတော့ကြိုးစားပါရဲ့လုံလထုတ်ပါရဲ့ဒါပေမဲ့မအောင်မြင်တဲ့အခါမှာကိုထုတ်တဲ့လုံလဘုမမှန်တာကိုမသိမမြင်ပဲငါလုတ်ပါလျက်နဲ့ဒီလောက်ကြိုးစားပါလျက်နဲ့မအောင်မြင်တာဟာကံမကောင်းလို့ဆိုပြီးကံကြမ္မာပေါ်အပြစ်ပုံပြန်တယ်ကံကြမ္မာပေါ်အပြစ်မပုံရင်လည်းတခြားသူတွေတခြားအခြေအနေတွေအပေါ်အပြစ်ပုံမိတတ်တာပဲဒါလုတ်ပင်မဲ့ကြိုးစားပင်မဲ့မအောင်မြင်တာဟာလုံလောက်တဲ့ဝိရိယစိုက်ထုတ်မှုမျိုးဖြစ်ဖို့အချိန်လိုနေသေးတာလည်းဖြစ်နိုင်တယ်ခုရေတွင်တူခုရေကြီးတောက်ဆိုတာမျိုးတော့ဘယ်ဖြစ်နိုင်ပါမလဲလုံလောက်တဲ့ဝိရိယမျိုးကိုရောက်အောင်မှန်မှန်ကြီးမလျှော့တမ်းကြိုးစားသွားရမှာပဲလုံလောက်တဲ့အချိန်ကိုရောက်ရင်အောင်မြင်မယ်လို့ယူဆထားရမှာပဲတစ်ပင်ပွင့်ဖူးနေရလုံးအချိန်မှာအသီးကိုစားခြင်းလို့ဘယ်ဖြစ်နိုင်အောင်ပါလဲ We cannot eat the fruit while the tree is in blossom ဆိုတဲ့စကားအတိုင်းအသီးစားခြင်းရင်အသီးသီးခြင်းရောက်အောင်ရင့်မှတ်ခြင်းရောက်အောင်စောင့်မှအသီးစားရတာလို့အောင်မြင်ခြင်းရင်အောင်မြင်နိုင်တဲ့အချိန်ရောက်သည့်အထိလုံလောက်တဲ့ဝီရိယကိုစိုက်ထုတ်ရမှာပဲဒီကနေ့ဗုဒ္ဓသာသနာမှာနေလိုလလို့ထင်ရှားတဲ့တိပိဋကဒရဆရာတော်ကြီးအရှင်ဝိစိတ်တသာရာဘိဝန္တဟာစာမျက်နှာပေါင်း9900ရှိတဲ့ပရိကတ်သုံးဖို့ကိုအာဂုံဆောင်ခဲ့တယ်ဒါတည်းမကဘူးတခြားဆရာတော်ကြီးတွေပြုစုတဲ့ကျမ်းအမြောက်အများကိုလည်းအပေါ်အာဂုံဆောင်ထားတော်မူနိုင်တဲ့ဆရာတော်ကြီးဖြစ်တယ်ဒီလိုကဘာရဲ့အကြီးကျယ်ဆုံးသောပညာရှင်ကြီးတဦးဖြစ်လာတာဟာလုံလောက်တဲ့ဝိရိယစိုက်ထုတ်ခဲ့လို့ပဲတဝဲတို့လုံလမျိုးနဲ့ဘယ်မှာရမှာလဲကဘာကျော်စာရေးဆရာကြီးလီယိုထော့စထရိုင်းဟာစာမျက်နှာထောင်ကျော်တဲ့သူ့ရဲ့စစ်နှစ်ငြိမ်းချမ်းရေးစာအုပ်ကြီး War and Peace ကိုရေးတော့တချို့စာမျက်နှာတွေကို80ချိန်လောက်အထက်ထပ်ပြန်ရေးပြီးလုံလောက်တဲ့ဝီရိယကိုစိုက်ထုတ်တယ်တီထွင်မှုတွေအများကြီးလုပ်နိုင်ခဲ့တဲ့အဲရီဆင်ဟာတချို့သောတီထွင်မှုကိုအကျဉ်း1000လောက်အထက်ထပ်စမ်းသပ်ပြီးလုံလောက်တဲ့ဝီရိယကိုစိုက်ထုတ်ခဲ့တယ်တီဟိုကမဟာတီဝဆိုတဲ့မထေရကြီးဟာယဟန္တာဖြစ်ဖို့အနှစ်30ကြာမအိပ်မနေတရားအားထုတ်ပြီးလုံလအလုံးအလောက်စိုက်ခဲ့ရတယ်ဒီတော့ကြိုးစားပါလျက်နဲ့မအောင်မြင်ခြင်းဟာကံကိုကြီးပုံချမနေပဲလုံလကိုအလုံးအလောက်စိုက်ထုတ်နိုင်စွမ်းမရှိသေးလို့မအောင်မြင်တာပဲဆိုပြီးအထက်ထက်ကြိုးစားဖို့လိုပါပဲပြီးတော့လှုပ်ပင်မဲ့ကြိုးစားပင်မဲ့မအောင်မြင်တာဟာအတိအမြင်အစဉ်ချင်းတရားလိုနေလို့လည်းဖြစ်နိုင်ကောင်းပါတယ်အတိတတိဒါမှမဟုတ်ပညာမပါတဲ့ကြိုးစားမှုပါလည်းအချင်းနှင်းဖြစ်နိုင်ပါတယ်
အခြေအနေတွေအခါအခွင့်တွေကိုကြီးကြီးလင်းလင်းရှုမြင်ဆင်ခြင်နိုင်တဲ့ပညာမပါရင်လွဲမှားတဲ့ဝီရိယပဲဖြစ်နိုင်တယ်ဒီနေရာမှာဒေါက်တာအာသာပီပရီယာပြောပြတဲ့အဖြစ်အပျက်တစ်ခုကိုအမှတ်ရပါတယ်တခါတော့ကသင်္ဘောသားတစ်တိုက်ဟာသဘောရန်နာကအရက်တောက်ကြမယ်လို့တိုင်ပင်ပြီးလေကလေးတစ်စင်းနဲ့ကျွန်းကလေးတစ်ကျွန်းစီလှော်ခတ်ထွက်လာကြတယ်ကျွန်းကိုရောက်တော့လေကိုငုတ်တစ်ခုမှခြိထားခဲ့ပြီးကျွန်းပေါ်တက်ခဲ့ကြတယ်တပြောတစ်ပါးအရက်တောက်ကြတယ်အပျော်ကျူးမိကြတော့သင်္ဘောကိုပြန်ဖို့အချိန်နောက်ကျနေတယ်နေတော်ဝင်သွားပြီဒါနဲ့ကတော့ကမျောကျွန်းပေါ်ကဆင်းကန်းဆက်မှာကတ်ထားခဲ့တဲ့လေပေါ်ကိုတက်လေလှော်တက်တွေထုတ်ပြီးအပြင်းလှော်ကြတယ်လှော်လိုက်ခတ်လိုက်ကြတာတညာလုံးပဲဒါပေမဲ့သမောကြီးစီရောက်ကိုမရောက်နိုင်ဘူးဖြစ်နေတယ်နေအာယုံအောင်တက်လာပြီဒီအချိန်မှာအမှုကလည်းပြေးလာပြီဒါနဲ့ဘယ်လိုများဖြစ်တာပါလဲလို့ကြည့်လိုက်တော့သူတို့လေကကျွန်းဘေးကန်းဆက်မှာသူတို့ကျွန်းပေါ်မတက်ခင်ထားခဲ့တဲ့နေရာမှာပဲရှိနေတာတွေ့ရတယ်တဲ့ဖြစ်ပုံကမူးမူးဝေဝေနဲ့ကျွန်းပေါ်ကဆင်းလေပေါ်တက်ပြီးလှော်သာနေကြတယ်လေကိုဆွဲချီထားတဲ့တင်ငုတ်ကကျိုးကိုတော့မဖြုံးမိဘူးကိုဘယ်လောက်လောလောဘယ်ကိုမှရောက်မှာမဟုတ်ဘူးဒါကတော့မူးမူးဝေဝေမလို့လေကျိုးဖြုတ်ရမယ်ဆိုတဲ့အခြေအနေတွေကိုမမြင်မသိခြင်းပါတကယ်ကတော့ဒီလိုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ကိုမိပြီးပြောလို့တာကလုံးလာထုတ်ပြီးဘလောက်ပဲစူးစမ်းဘဝရေအလျင်မှာဘလောက်ပဲလှော်ခတ်လှုပ်တဲ့နဲ့လှုပ်ရမယ့်အခြေအနေတွေကိုကြီးကြီးလင်းလင်းမြင်တတ်တဲ့ပညာအမျှော်အမြင်မရှိရင်မအောင်မြင်နိုင်ဘူးအကျိုးမရှိနိုင်ဘူးဘယ်အရာကအရေးကြီးတယ်ဗราဏကြတယ်ဘယ်အရာကအရေးမကြီးဘူးဗราဏမကြဘူးဆိုတာကိုလည်းမသိနိုင်ဘူးဆိုတာကိုပြောလို့ရင်းပါပဲပညာအမျှော်အမြင်မရှိရင်ဘလောက်ပဲလုံးလာထုတ်မှန်တဲ့လုံးလာအကျိုးရှိတဲ့လုံးလာမဖြစ်နိုင်ဘူးကိုရှင်မဟာရထသာရကတလှတပစာဖွဲ့ပြထားတာရှိတယ်ယောက်ျားမီးရှာညင့်အခါဝဲရောင်ဝါထုံးမြူပိုးဆုံးကျူးမူးတူးမင်တင်ကဲကောင်းထင်၍တောက်ရှင်နိုးနိုးမိုက်ကောက်ရိုးဖြစ်မှုတ်ကျိုးတန်ပလက်မချတို့နမနုရေချို၌တီဟုကျိုးရှည်များလျာတိုင်ချီထား၍ရီရှားပန်းလျက်ညှစ်လှဲ့ထတို့ယောက်ျားတစ်ယောက်ဟာမီးရဖို့အတွက်ပိုးဆုံးကျူးတွေကိုစုအဘောကနေအမိုက်တို့ကောက်ရိုးတို့ကိုပုံပြီးမီးမှုတ်တယ်တဲ့မီးတောက်လာတော့မှအထင်းနဲ့အာကျုံးမတ်တဲ့တဟုဟုမီးမှုတ်တယ်တဲ့ပြီးတော့နွားနို့လိုချင်တဲ့ယောက်ျားဟာနမရဲ့ဥယျုကိုနှုတ်ထွက်လာလေနို့နဲ့တပင်တပန်းစူးစားပြီးနှုတ်ညှစ်တယ်တဲ့အသိအမြင်မရှိရင်ဘလောက်စူးစားဘလောက်ဝီရိယစိုက်ထုတ်အချင်းလေးဖြစ်နိုင်တယ်ဆိုတာကိုပေါ်လွင်အောင်တမင်ဆောင်ပြတဲ့ဥပမာတွေပါတကယ်ဘဝမှာပိုးဆုံးကျူးတွေကိုပုံပြီးမီးမွေးသူနမရဲ့ဥယျုကိုနှုတ်ညှစ်သူလောက်အသိဉာဏ်ခေါင်းပါသူတွေရှိဟန်တော့မတူပါဘူးဒါပေမဲ့လူဟာအသိဉာဏ်အရှိဆုံးသတ္တဝါဆိုပေမဲ့လူသတ္တဝါလောက်မှအရွေးရွေးနေပြုမိပြောမိတွေးကြံမိတဲ့သတ္တဝါမျိုးတတ္တလောကမှာရှိမယ်မထင်ဘူးဒါကိုငါမပြုခဲ့ရင်အကောင်းသာဒီလိုပြောမိတာမှားသွားခဲ့ပြီအခုတော့ငါထင်တာတွေလွဲကုန်ပြီစတဲ့ညဉ့်ညူသံတွေနောင်နာသံတွေကိုလူတွေထဲမှာအများဆုံးကြားရတယ်သဘောကွဲလွဲမှုတွေအမြင်မတူတာတွေကိုလည်းတွေ့နိုင်တယ်မဟုတ်တာမှန်သိတာလုံးဝလျက်နဲ့အဟုတ်ကြီးအနေဆွဲလန်းခံယူထားတာမျိုးတွေလည်းတွေ့နိုင်တယ်အောင်မြင်သူပြေလည်သူကနည်းပြီးမအောင်မြင်သူတွေကြာရှုံးသူတွေမပြေလည်နိုင်သူတွေအမားကိုပြုတ်မှုနေသူတွေများနေတာလည်းတွေ့နိုင်တယ်ဒါကိုထောက်ချင်းအဖြစ်လူအသိဉာဏ်ဟာထင်သလောက်မမြင်မာသေးဘူးလို့ဆိုရမှာပဲကိုယ့်ဘဝကိုပြန်ကြည့်လိုက်ရင်ဟုတ်တာကနည်းနည်းရင်မဟုတ်တာတွေအမားတွေကအများကြီးဒါတွေကိုပြန်မြင်ပြီးနောင်နာတွေရနေမိတာပဲကိုယ်အမားတွေမပြုတ်သင့်တာပြုခဲ့မိတာတွေကိုပြန်မြင်အောင်တိုင်းစိတ်မချမ်းမသာဖြစ်ရလို့ပြန်မတွေးဖို့အချိန်ချင်းစူးစမ်းနေရတာပဲတခါတုန်းကဟိုးရှိတုန်းကဆရာကြီးတူထံမှာနည်းနည်းရကတပည့်တွေလာပြီးပညာသင်နေကြတယ်မျိုးဥပေါက်တစ်နေ့မှာဆရာကြီးအိမ်မှာအသုံးပြုဖို့ထင်းစုဆောင်ရအောင်ဒီတပည့်တွေတောထဲကိုထွက်လာခဲ့ကြတယ်သူတို့တွေထဲမှာအင်မတန်မှပြင်းတဲ့လူငယ်တစ်ယောက်ပါတယ်တောထဲရောက်ကြတဲ့အခါမှာတခြားသူတွေကြိုးကြိုးစားစားထင်းခုတ်ကြချိုးကြရှာကြပေမဲ့ဒီပြင်းတဲ့လူငယ်ကတော့ကြိုးကြိုးစားစားမရှာဘူးပြင်းတာကိုဒီတော့ဟိုရောင်ဒီရောင်ရှောက်နေရင်းကခက်လန်းတနေရာမှာအရွက်တွေကျွေကြလို့အယိုးပြိုင်ဖြစ်နေတဲ့ရေကရက်ပင်ကြီးတစ်ပင်ကိုမြင်တယ်ဒီတငယ်ကဘယ်နဲ့တွေးတယ်လဲဆိုတော့ဒီတစ်ချောက်ပင်ကြီးပေါ်တက်ပြီးတကိုင်းတွေကိုချိုးလိုက်ရင်ထ
င်းတဲ့လောက်တော့ခဏနဲ့ရပါပဲတငယ်ချင်းတွေနဲ့လိုက်ပြီးငါတော့တပင်တပန်းထင်းရှာမနေတော့ဘူးတရေတမောလောက်အိပ်ပြီးနားယူလိုက်ဦးမယ်ပြန်ကာနီးမှဟိုတစ်ပင်တော့တက်ပြီးတော့ထင်းချိုးတာပေါ့လို့တွေးပြီးရေကရက်ပင်ကြီးအောက်ကိုသွားတယ်ရောက်တော့သူ့မှာပါလာတဲ့ချုံတွေဘက်ကိုတစ်ပင်ချင်းမှဖြန့်ခင်းပြီးလက်အိတ်လိုက်တယ်အိတ်လိုက်တာမှတော်ကြီးကန်းအောင်တော့ဟောက်ပြီးနှစ်ချိုက်ချိုက်ကြီးအိတ်နေတာတဲ့အခန်း6ဘိုင်းတစ်ကိုဒီနေရာလေးမှာရပ်ပြီးတော့အခန်း6ဘိုင်း2နောက်တစ်ဖြတ်ဆက်လာပါမယ်ခင်ဗျာဆောင်းမြော်လာဆောင်ကြပါဦးခင်ဗျာ